number key ကိုရိုက်လိုက်တယ်ပေါ့နော် number lock လည်းဖွင့်ထားတယ်ပေါ့နော် number lock လည်းဖွင့်ထားတယ် number lock လည်းဖွင့်ထားတယ်ပေါ့နော်ဒါပေမဲ့ခဏရိုက်တဲ့အခါမှာnumber lock ဘာမှမပေါ်ဘူးပေါ့နော်ခုရိုက်နေတယ်ရိုက်နေပြီမဲ့ဒီမှာဘာမှပေါ်မလာဘူးပေါ့နော်အဲ့လိုမျိုးအခြေအနေအဲ့လိုမျိုး error ကိုဖြည့်ရှင်းမယ်ဆိုရင်တော့ CON နဲ့လို့ရတယ်ဒီထဲကိုသွားမယ်နောက်တစ်ခါဒီ erase the asset control Always scan this section အဲ့ဒါပြီးရင်ကျွန်တော်တို့ကဒီ make keyboard အပြင် set a mouse key နော် mouse key ပြီးရင်အောက်လေးနည်းနည်းကို short ပြီးကမှဒီမှာ use mouse key when number lock အဲ့ဒီမှာ off ပေးလိုက်မယ် off ပြီးရင် apply လုပ်လိုက်မယ် apply ပြီးရင် okay ကိုနှိပ်လိုက်မယ် okay ကိုနှိပ်ပြီးသွားရင်နောက်ထပ် okay ဆက်နှိပ်မယ် Always scan this section ချက်ချင်းခတ်လိုက်တော့ခတ်ပြီးသွားရင်ဒီမှာကျွန်တော်ဒီဥစ္စာလေးနှိပ်လိုက်မယ်နှိပ်ပြီးကျွန်တော် number lock လေးကိုနှိပ်ကြည့်လိုက်မယ်ခဏနေရသွားပြီပေါ့နော် okay ပါရပါပြီ